အခုကျွန်တော် JBL Extreme 4ကို quick review နဲ့ sound test လေးကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်ဒီ JBL Extreme 4ကိုတော့ကျွန်တော်မွေးနေ့လက်ဆောင်အနေနဲ့ရထားတာဖြစ်ပါတယ်ဒီ JBL Extreme 4မှာဆိုလို့ရှိရင်ရွေးချယ်စရာအကြောင်းအနေနဲ့ကတော့သူကအပြာရောင်ဒီပျောက်ကြားခံမှုနောက်ပါလို့ရှိရင်အမဲရှိမယ်ပေါ့နော်အကြောင်း3ရောင်ရှိမယ်သူ့ကို launch လုပ်ခဲ့တာတော့ဒီ2024ဇွန်လမှာ launch လုပ်ခဲ့တာပေါ့နော်အဲဆိုတစ်နှစ်နီးပါးလောက်တော့ရှိပြီပေါ့နော်ကဲကျွန်တော်ဖွင့်ကြည့်လိုက်မယ်ပျောက်ကြားလေးပေါ့နော်ဒီ JBL Extreme 4ပါဆိုလို့ရှိရင်သူက IP67 ပါပြီးတော့ waterproof dustproof ဖြစ်တယ်နောက်ပေါ်လို့ရှိရင်သူ့မှာပါတဲ့function တွေနဲ့ကတော့ဒီ Uracast လို့ခေါ်တဲ့ဒီ JBL speaker အချင်းချင်းချိတ်ဆက်ပြီးတော့မှကျွန်တော်ချင်းတစ်ခါရတဲ့တပြိုင်နက်တည်းပေါ့နော်simultaneously ဖွင့်လို့ရတဲ့ function နဲ့ပါတယ်အကယ်၍ JBL char 4 char 6တခုရှိရဆိုလို့ရှိရင်ဒီ Extreme 3ပဲဖြစ်ဖြစ် Extreme 4ပဲရှိရဆိုလို့ရှိရင်အားလုံးချိတ်ဆက်ပြီးတော့မှတပြိုင်နက်တည်းကိုတချင်းဖွင့်လို့ရတယ်ပေါ့နော်နောက်ပေါ်လို့ရှိရင်သူ့ရဲ့ဒါကတော့ feature အနေနဲ့ပါဝင်တဲ့ဒါ power button ပြီးကြလို့ရှိရင် Bluetooth ချိတ်တဲ့ဟာပါမယ်ပြီးကြလို့ရှိရင်ခုန Uracast ပါမယ်ဒါကတော့ဒီ play button နောက်ပေါ်လို့ရှိရင် volume control နှစ်ခုပေါ့နော်ပြီးတော့လို့ရှိရင် charging သွင်းလို့ရှိလို့ရှိရင်ဒီမှာမီးလေးရှိတယ်ပေါ့နော် charging သွင်းမယ်ဆိုလို့ရှိရင်သူကမီး join လိုက်လို့ရှိရင် charging ဝင်နေရဆိုလို့ရှိရင်မီးလေးပြေးနေမှာဖြစ်ပါတယ်သူ့ရဲ့ charging time ကတော့3နာရီခွဲလောက်သွင်းနေဆိုလို့ရှိရင်သူက24နာရီလောက်ဖွင့်လို့ရတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အကယ်၍7 minute လောက်သာသွင်းမယ်ဆိုလို့ရှိရင်တော့သူ2နာရီနီးပါးတချင်းဖွင့်လို့ရတယ်ပေါ့နော်နောက်ပြီးတော့သူ့ဟာကဘာအနေနဲ့လဲသုံးလို့ရဆိုဒီနောက်မှာပေါ့နော်ကျွန်တော်တို့ charging သွင်းတဲ့အပေါက်ကလေးပါတယ်ဒီ charging သွင်းတဲ့အပေါက်ခါဆိုလို့ရှိရင်သူ့ရဲ့ charging နဲ့သွင်းလို့ရတယ်လို့သူ့ power bank အနေနဲ့လည်းသုံးလို့ရတယ်အကယ်၍ဖုန်းအားသွင်းမယ်ဆိုလို့ရှိရင်လည်းတခါတည်းတချင်းနားထောင်ရင်းနဲ့ကိုကသွင်းလို့ရပါတယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့အားသာချက်ကဘာလဲဆိုတဲ့ခါကျရင်ကျွန်တော်တို့များသောအားဖြင့် electronic device တွေမှာဒီကျွန်တော်တို့ရဲ့ battery သက်တမ်းပေါ့နော်ကြာလာတဲ့ခါကျလို့ရှိရင် battery တွေလဲရတာမျိုးတွေရှိတယ်ဒီကောင်ကတော့လဲမယ်ဆိုလို့ရှိရင်အားလုံးဖြုတ်ပြီးလဲစရာမလိုဘူးဒီကောင်က battery က replacement ဖြစ်တယ်ဒီကောင်လေးကို net တိုင်းလေးကိုဖြုတ်ပြီးတော့မှအထဲမှာပါတဲ့battery ကိုပေါ့နော်ကျွန်တော်တို့ replace လုပ်လို့ရတယ်ဆိုင်မှာလဲလွယ်လင်းတကူဝယ်လို့ရတယ်ပေါ့နော်ပြီးကြလို့ရှိရင်သူ့ရဲ့ dimension အနေနဲ့ကတော့သူကဒီကောင်ကအလျားကတော့17.69 လက်မဆိုတော့တပေနီးပါးလောက်တော့ရှိတယ်ပေါ့နော်ပြီးကြလို့ရှိရင်အနံကတော့ 5.87 လက်မရှိပြီးတော့မှအကျယ်ကအမြင့်ကတော့သူက5.5 လက်မလောက်တော့ရှိတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီအမြင့်နဲ့အနံတွေကတော့အနည်းဆုံး6လက်မလောက်တော့ရှိတယ်ပေါ့နော်ပြီးတော့လို့ရှိရင်သူ့ရဲ့ weight အနေနဲ့ကတော့ 2.1 kg လောက်လေးတယ်ပေါ့နော်နောက်ပေါ်လို့ရှိရင်သူ့မှာအဓိကအဖြစ်တော့ဗာလဲဆိုလို့ရှိရင်ဒီ AC နဲ့ join ထားတဲ့အခါမှာသူ100 watt ထုတ်ပေးတယ်ပေါ့နော်100 watt ကဒီ30 watt woofer နှလုံးနဲ့နောက်ပေါ်လို့ရှိရင်20 watt Twitter နှလုံးပေါ့နော်အကြိမ်အဲ့လိုမဟုတ်ဘဲနဲ့ battery နေမှာဆိုလို့ရှိရင် battery နဲ့ဆိုလို့ရှိရင်တော့သူက70 watt ထုတ်ပေးတယ်20 watt woofer နှလုံးနဲ့နောက်ပေါ်လို့ရှိရင်50 watt Twitter နှလုံးပေါ့နော်ဒီဘက်ပြီးမှ Twitter နှလုံးရှိမယ်ဒီမှာ woofer နှလုံးရှိမယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိလို့ရှိရင်သူ့ရဲ့ Bluetooth version ကတော့5.3 ဖြစ်တယ်သူ့ကိုကျွန်တော်အခုဖွင့်ပြီးတော့စမ်းသပ်ပြမယ်ပေါ့နော်သူ့ကို join မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ iOS မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ JBL application တွေရှိတယ်ပေါ့နော်JBL ပေါ်သေးပဲပေါ့နော် application တွေရှိမယ်ကျွန်တော်အခုဖွင့်ပြမယ်သူက JBL တိုင်းရဲ့ themes လေးပေါ့နော်ဖွင့်လိုက်တာနဲ့အဲ့ဒီတန်လေးကျွန်တော်ကြားမှာဖြစ်တယ်ပြီးကြရင်ကျွန်တော်တို့ Bluetooth နဲ့ join ပြီးကျွန်တော် sound လေးတစ်ချက် test လုပ်ပြမယ်ပေါ့နော်Check this out, right? Yeah! What?
system ကတော့ဒီ JBL ဆိုတဲ့အတိုင်းပဲ base တန်ကတော့အရင် strong ဖြစ်တယ်ပေါ့နော်ဒါတော့ကျွန်တော် flat အနေနဲ့ဖွင့်ထားတာ base ကို boost မလုပ်ထားဘူးပေါ့နော်ကဲ base ကိုသာ boost လုပ်မယ်ဆိုလို့ရှိရင်တော့သူကပို့ပြီးတော့ base တန်အပိုတန်ထွက်ကောင်းမှာဖြစ်ပါတယ်ကျွန်တော်ဒီဟာကိုတခြားပေါ့နော်ဒီတခြား Bluetooth speaker တွေပေါ့နော်ကျွန်တော်ရှင်းကြည့်တယ် Marshall တို့ပါဝင်ရှင်းကြည့်တဲ့ခါကျရင်တော်တော်များများ review ပေးတဲ့နေရာမှာ sound အတွက်ကိုရွေးမယ်ဆိုရင်တော့ဒီ JBL Extreme 4ကတော့အသင့်တော်ဆုံးပဲဆိုပြီးတော့မှအားလုံးကတော့ suggestion ပေးကြပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ဒီလိုမျိုးကျွန်တော်ရဲ့ဒီ review လေးနဲ့ဒီ sound test လေးကိုကြည့်ပြီးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးတင်ပါတယ်